အားလုံးပဲမင်္ဂလာပါဗျဒီနေ့မှာ customer တွေအားလုံးအမေးများနေကြတယ် on-grid off-grid hybrid system အကြောင်းလေးကိုရှင်းပြတော့မှာဖြစ်ပါတယ်ဗျ solar power system မှာဆိုရင်တော့3မျိုး3စားရှိပါတယ်ဗျနံပါတ်1ကတော့ off-grid နံပါတ်2ကတော့ on-grid နံပါတ်3ကတော့ hybrid ဆိုပြီး3မျိုးရှိပါတယ်ဗျပထမဆုံးအနေနဲ့ off-grid system လေးကိုကျွန်တော်ရှင်းပြပါမယ် off-grid system မှာကတော့လျှက်စစ်မီလုံးဝများနေတဲ့နေရာတွေမှာသုံးပါတယ်သူ့မှာကတော့ solar panel ဗျ battery ကို inverter 3မျိုးလုံးလိုအပ်ပြီးတော့နေအောင်ကြီးရှိတဲ့အချိန်300ရှိတာသုံး battery ကိုလည်းအားဖြည့်အလင်းအောင်မရှိတော့တဲ့အချိန် battery ကနေပြန်ထုတ်သုံးဒီလိုမျိုးနဲ့လည်ပတ်နေမှာခုနောက်ပိုင်း off-grid တွေမှာတော့ EPC နဲ့ battery ကိုအားသွင်းလို့ရနေပါတယ်လက်ရှိမှာ off-grid ကနေအသုံးများသော inverter မျိုးစားတွေဖြစ်ပါတယ်ဒုတိယအနေနဲ့ကတော့ on-grid အကြောင်းလေးကိုရှင်းပြသွားမှာဗျ on-grid system ကိုလျှက်စစ်မီလုံးဝမပြတ်တဲ့နေရာတွေမှာပဲသုံးပါတယ်သူ့မှာ solar panel ဗျ inverter 2မျိုးပဲလိုအပ်ပါတယ် battery မပါတော့တဲ့အတွက်ကြောင့်ကုန်ကျစရိတ်လည်းတက်တာသွားပြီးတော့နေအောင်ကြီးရှိတဲ့အချိန် solar နေရတဲ့လျှက်စစ်အောင်အိမ်သုံးစရာရှိတော့သုံးအလင်းအောင်မရှိတော့ရင် EPC တွေကနေပြန်ထုတ်ယူပြီးတော့သုံးပါတယ်ဗျ on-grid inverter ဆိုတာကတော့ solar နေရတဲ့အားကို EPC generator နဲ့ပေါင်းဖက်ပြီးမီးပေးတဲ့စနစ်တစ်ခုပါ battery လုံးဝမပါပါဘူးတက်စင်ထားမှလည်းရိုးရှင်းပါတယ် solar လာတဲ့ DC ကြိုးတွေကို inverter ထဲဝင် inverter တွေကထွက်တဲ့ AC ကြိုးနဲ့ EPC သုံးမဟုတ်မီးစက်ကလာတဲ့ AC ကြိုးတွေကိုပေါင်းပြီးအားကိုပေးတာလုံးမနိုင်ဘူးဆိုတာလည်းမရှိပါဘူးလူကြီးမင်းတို့အိမ်သုံးက100 kW အားရှိတယ်ပုံဂရစ်က90အားပဲတတ်ထားတယ်ဆိုလို့ရှိရင်လိုတဲ့90 W အား EPC သုံးမဟုတ်မီးစက်ကကူညီပါလိမ့်မယ် battery မပါတဲ့အတွက် solar ရတဲ့နေပိုင်းသာသုံးလို့ရပါမယ် EPC မီးပြန် inverter အလုံးမလုပ်ပါမီးစက်မောင်းပေးရပါမယ်ဒါကြောင့်မို့လို့မီးနဲ့တွဲပြီးအလုံးလုပ်လို့ cat train inverter လို့လည်းခေါ်ပါတယ် on-grid ကိုတော့စက်ရုံသုံးလုပ်ငန်းသုံးနေမှာပဲမီးမှန်တဲ့နေရာတွေမှာသုံးကြပါတယ်စနစ်လည်းပတ်ဖို့မီးအများရှိနေဖို့လိုအပ်ပါတယ်ဗျနံပါတ်3နေကတော့ hybrid ပဲဖြစ်ပါတယ် hybrid system ကတော့လက်စမီခဏခဏပြတ်တယ်လေကျွန်တော်တို့လိုနိုင်ငံမျိုးတွေမှာသုံးပါတယ် off-grid နဲ့ on-grid တို့2မျိုးပေါင်းပြီးထုတ်လုပ်ထားတာပါဗျသူ့မှာတော့ solar panel ဗျ battery ကို inverter 3မျိုးလုံးလိုအပ်ပါတယ်ဗျနေအောင်ကြီးရှိတဲ့အချိန်300ရှိတာသုံး battery တွေကိုလည်းအားဖြည့် EPC လာရင်လည်း EPC လျှက်စစ်မီးနဲ့သုံး battery တွေကိုလည်းအားဖြည့်ပြီးပြတ်သွားရင် battery ကနေပြန်သုံးဒီလိုမျိုးလက်ပတ်နေပါတယ် off-grid နဲ့မတူကွဲပြားခြားနားတာကတော့နေအောင်ကြီးရှိတဲ့အချိန် solar ကနေပဲအားယူပြီး EPC ကိုလုံးဝမသုံးပါဘူးဗျ solar မရတော့တဲ့အချိန်မှာဒါ EPC ကိုအကူအညီအနေနဲ့အသုံးပြုပါတယ်ဒါကြောင့်အိမ်မီးတိုင်းမှာမူတည်ပြီးအဆင်ပြေတဲ့ inverter type ကိုရွေးချယ်ပြီးဝယ်လို့ရပါတယ်ခင်ဗျလူကြီးမင်းတို့အနေနဲ့ solar inverter battery တက်ဆင်ခြင်းတွေဖြစ်စီ solar နဲ့ပတ်သက်ပြီးစုံစမ်းမေးမြန်းခြင်းတွေဖြစ်စီကျွန်တော်တို့ Titan Solar မြန်မာကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်ဗျစုံလင်ကြည့်ပြီးတော့ကျေးဇူးတင်ပါတယ်